င့်ဘဝရဲ့အသေးပဲကဘာလဲတင့်ဘာအတွက်အသက်ရှင်နေတာလဲမနက်လင်းလုံးနှိုးဆက်မီလာတဲ့အချိန်တိုင်းဟူးနောက်တည့်ရက်စပြန်ပြီလားအလူသွားရအောင်မယ်ဆိုပြီးလေးလံထိုင်းမွဲတဲ့စိတ်နဲ့အရာကနေမနာယုံထနေရသလားဒါမှမဟုတ်မနက်လင်းတာနဲ့ဒီနေ့တော့ငါဝါသနာပါတဲ့ငါအတွက်အထိပ္ပယ်ရှိတဲ့အလုပ်တွေကိုလုပ်ရတော့မယ်ဆိုတဲ့စိတ်နဲ့အလိုလိုတတ်ကြွနေတတ်သလားဂျပန်နိုင်ငံအိုကီနာဝါဆိုတဲ့ကျွန်းလေးမှာတော့အသက်100ကျော်တဲ့အထိချမ်းချမ်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်တွေဆက်လုပ်နေကြတဲ့ဘိုးဘွားတွေအများကြီးရှိပါတယ်သူတို့စီမှာအငိမ့်စားယူတယ်ဆိုတဲ့စကားလုံးတောင်မရှိပါဘူးသူတို့ကိုအသက်ရှည်ရှည်နဲ့ပျော်ရွှင်အောင်ထားနိုင်တဲ့အဓိကလီဝချက်ကတော့သူတို့ရဲ့ ikigai ကိုရှာတွေ့ထားလို့ပါပဲဒီကနေ့မှာတော့စာရေးဆရာ Hector Garcia နဲ့ Francis Miralles တို့ရေးသားထားတဲ့ကဘာကျော်ဘဝပြောင်းလဲရေးစာအုပ်ထက်တဲ့ Ikigai The Japanese Secret to a Long and Happy Life ဆိုတဲ့စာအုပ်ကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီအတန်သွင်းချက်လေးကတော့စာအုပ်အထူးကြီးတွေကိုအစအဆုံးဖတ်ဖို့အချိန်မပေးနိုင်နဲ့ဒါပေမဲ့ကိုယ့်ဘဝရဲ့ရည်ရွယ်ချက်ကိုရှာဖွေပြီးအဓိပ္ပာယ်ရှိပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းချင်တဲ့သူတွေအတွက်အထူးရည်ရွယ်ပြီးမိနစ်အနည်းငယ်လောက်အချိန်တေးရုံနဲ့အပြည့်အဝနားလည်သွားအောင်အသေးစိတ်အနစ်ချုပ်တင်ဆက်ပေးထားတာဖြစ်ပါတယ်အခန်းတစ် Ikigai ဆိုတာဘာလဲဘဝရဲ့ရည်ရွယ်ချက်ကိုရှာဖွေခြင်းIkigai ဆိုတာဂျပန်စကားလုံးနှစ်လုံးကိုပေါင်းထားတာပါ Iki ဆိုတာကဘဝ life ချူပြီး Gai ဆိုတာကတန်ဖိုး value or worth ဖြစ်ပါတယ်ပေါင်းလိုက်ရင်အသက်ရှင်တန်ရာခြင်းရဲ့အဓိပ္ပာယ်ဒါမှမဟုတ်မနက်လင်းတိုင်းအိယာကနေထချင်းစိတ်ဖြစ်စေတဲ့အကြောင်းရင်းလို့အဓိပ္ပာယ်ရပါတယ်သင်ရဲ့ Ikigai ကိုရှာတွေ့ဖို့ဆိုရင်အောက်ပါစက်ဝိုင်း၄ခုစုံမှတ်ကိုရှာရပါမယ်တစ်သင်အလွန်ဝါသနာပါပြီးမျက်နှိုးသောအရာနှစ်သင်အလွန်ကျွမ်းကျင်စွာလုပ်နိုင်သောအရာသုံးလောကကြီးနဲ့ပုံဝန်းကျင်ကလိုအပ်နေသောအရာလေးသင်အတွက်ဝင်ငွေပြန်ရနိုင်သောအရာဒီ၄ခုလုံးစုံစည်းသွားတဲ့အလဲဘဟုတ်တဲ့ကအမတ်လေးကသင်ရဲ့ Ikigai ပါပဲတကယ်လို့သင်ကဝါသနာလဲပါကျွမ်းလဲကျွမ်းကျင်ဝင်ငွေလဲရတယ်ဒါပေမဲ့လောကကြီးအတွက်ဘာမှအကျိုးမရှိဘူးဆိုရင်သင်ပတ်စံရလာတဲ့အခါအချီးအနှီးထစ်တယ်လို့ခံစားရပါလိမ့်မယ်အားလုံးဟန်ချက်ညီဖို့လိုပါတယ်ဘယ်တော့မှအတီးတိုင်အငိမ့်စားမယူပါနဲ့အလုတ်ကနေထွက်လာရင်တောင်ကိုယ့်အတွက်တန်ဖိုးရှိတဲ့သူတစ်ပါးကိုအကျိုးပြုတဲ့အရာတစ်ခုခုကိုအမြဲတမ်းဆက်လုပ်နေပါကိုယ့်ရဲ့ Ikigai ကဘာလဲဆိုတာကိုကိုအမြဲပြန်မေးပြီးရှာဖွေပါအခန်းနှစ်စိတ်ဖိစီးမှုကိုထိန်းချုပ်တဲ့အိုမင်းရင်ရော်မှုကိုတားဆီးခြင်း anti-aging secrets လူတွေကိုအမြန်ဆုံးအိုမင်းရင်ရော်စေတာကတော့စိတ်ဖိစီးမှု stress ပါပဲခေတ်နှစ်လူသားတွေဟာအမြဲတမ်းပြေးလွှားလှုပ်ရှားနေရပြီးအဆက်မပြတ်စိတ်ဖိစီးမှု chronic stress ကိုခံစားနေကြရတယ်ဒီလိုဖြစ်ရတဲ့အခါခန္ဓာကိုယ်ကနေကော်တီဆိုလို့ခေါ်တဲ့ဟော်မုန်းတွေအများကြီးထွက်လာပြီး cell တွေကိုမြန်မြန်အိုမင်းစေပါတယ်ဒါပေမဲ့အိုကီနာဝါကလူကြီးတွေကတော့အဲ့လိုမဟုတ်ပါဘူးသူတို့လည်းအလုပ်လုပ်ကြပါတယ်ဒါပေမဲ့သူတို့ကအလောတကြီးမဖြစ်ကြဘူးသူတို့ရဲ့စိတ်ကိုအမြဲတမ်းတည်ငြိမ်အောင်ထားနိုင်ကြတယ်နောက်တစ်ခုကစိတ်ကိုအမြဲအလုပ်ပေးတာအစ်တွေကိုလေးလာတယ်လူတွေနဲ့စကားပြောတယ်ဂိမ်းကစားတယ်ခန္ဓာကိုယ်ကလေ့ကျင့်ခန်းလိုအပ်တယ်လို့အုံနောက်ကလည်းငေရွယ်နေဖို့အတွက်လေ့ကျင့်ခန်းလိုအပ်ပါတယ်အရာရာကိုအလောတကြီးမလို့ပါနဲ့ mindfulness တတိနဲ့ပစ္စုပန်မှာနေထိုင်ခြင်းကိုလေ့ကျင့်ပါမနေ့ကကိစ္စတွေအတွက်နောင်တမရပါနဲ့မနေ့ဖြန်အတွက်ကြိုပြီးမပူပန်ပါနဲ့ဒီနေ့အခုလက်ရှိအချိန်လေးကိုပဲအာရုံစိုက်ပြီးအကောင်းဆုံးဖြတ်သန်းပါအခန်း3 flow ဒါမှမဟုတ်အလုပ်လုပ်ရမှာပျော်ရွှင်မှုရှာဖွေခြင်းသင်အလုပ်တစ်ခုခုကိုအရန်အာရုံစူးစိုက်ပြီးလုပ်နေတဲ့အခါအချိန်တွေဘလို့ကုန်သွားမှမသိလိုက်တာဘူးဆိုတဲ့အခြေအနေမျိုးကြုံဘူးပါသလားအဲ့ဒါကိုစိတ်ပညာရှင်တွေက flow အခြေအနေလို့ခေါ်ပါတယ် Ikigai ရှိတဲ့သူတွေဟာသူတို့လုပ်တဲ့အလုပ်တိုင်းမှာဒီလို flow ဖြစ်အောင်ဖန်တီးတတ်ကြပါတယ်အလုပ်ကြီးတွေမှာမဟုတ်ပါဘူးပကန်းစေးတာပန်းပင်ရေလောင်းတာဟင်းချက်တာစတဲ့သေးသေးငယ်ငယ်တဲ့အလုပ်လေးတွေ micro flow လို့ရမှာတော့အာယုံအပြည့်အဝစူးစိုက်ပြီးတည်တည်ချာချာလုပ်တတ်ကြပါတယ်အလုပ်အများကြီးကိုတပြိုင်နက်ထဲလုပ်တာကိုရှောင်ပါဒါကအာယုံစူးစိုက်မှုကိုဖျက်ဆီးပြီးစိတ်ဖိစီးမှုကိုပိုများစေပါတယ်အလုပ်တစ်ခုလုပ်နေရင်အဲ့ဒီအလုပ်တစ်ခုတည်းကိုပဲအာယုံစိုက်ပြီးလုပ်ပါရလက်ကိုပဲမျော်လင့်မနေပါနဲ့လုံးနေရတဲ့ဖြစ်စဉ်ကိုယ်တိုင်မှာပျော်ရွှင်အောင်နေထိုင်ပါအခန်းလေးအိုကီနာမှာကျွန်းသားတွေရဲ့အစားအသောက်လှူဝှက်ချက်
the Okinawan diet တက်ရှည်ကျန်းမာဖို့ဆိုရင်စိတ်ထက်ရရတင်မကအစားအသောက်ကလည်းအရန်အရေးကြီးပါတယ်။ Okinawa ကျွန်းသားတွေရဲ့အကျော်ကြားဆုံးလျှို့ဝှက်ချက်ကတော့ Hara Hachi Bu ဆိုတဲ့အယူဆပါပဲ။အတိတ်ဘေက Vibe ပြဆဲရာခိုင်နှုန်းပြည့်ယုံမဲ့စားပါလို့အတိတ်ဘေရပါတယ်။အစာကို Vitamin E နဲ့အထိဘယ်တော့မှမစားပါဘူး။အနည်းငယ်စားနေသေးတယ်လို့ခံစားချိန်မှာစားတာကိုရက်လိုက်တယ်။သူတို့ရဲ့စားတောက်မှုပုံစံကအသီးရွက်ကိုအဓိကထားပါတယ်။တူဟူဟင်းရင်တီရွက်ကန်းစွန်းဦးနဲ့ပင်လယ်စာတွေကိုများများစားကြပြီးအချိုးစားတွေတကြားတွေကိုအလွန်နှဲပါစွာစားတောင်းကြပါတယ်။နောက်ပြီးရေနွေးချမ်းနဲ့စံပင်ချားလို့ခေါ်ရဲဇပန်ဖန်းရေနွေးချမ်းကိုနေ့စဉ်တောက်တောင်းကြပါတယ်။ဒီရေနွေးချမ်းတွေမှာခန္ဓာကိုယ်သက်ကောင်းမွန်တဲ့ဓာတ်အိုးဆန့်ကျစ်တက်တွေအများကြီးပါဝင်ပါတယ်။အစားတောက်စားတဲ့အခါပကန်းလေးတွေတေးသေးလေးတွေနဲ့တုံးပြီးစားပါအစာပြာစားတွေကိုလျှော့ပါ80ရာခိုင်နှုန်းပဲပြည်အောင်စားမယ်ဆိုတဲ့အကျင့်လေးကိုမွေးမြူပါတဘာဝအတိုင်းရရှိတဲ့အစားအစာတွေကိုများများစားပြီးစိတ်ယုံထုတ်အသင်စားအစားအစာတွေကိုတက်နိုင်သမျှရှောင်ခြင်းပါအခန်းလေးသက်ရှိကျမ်းမာဖို့အမြဲတမ်းလှူရှားနေပါ gentle movements Okinawa ကအသက်တရားကျော်တဲ့အဘွားဘွားတွေက gym တွေသွားပြီးတန်လုံးအလေးကြီးတွေမားတာမဟုတ်ပါဘူးမာရသွန်ပြေးပွဲတွေဝင်ပြေးနေရလည်းမဟုတ်ပါဘူးဒါပေမဲ့သူတို့ကတနေ့လုံးနီးပါးတစ်ခုခုကိုလှူရှားမိုးကွာနေကြတာပါဥပမာခြံထဲမှာပန်းပင်စိုက်တယ်လမ်းလျှောက်တယ်တငယ်ချင်းတွေစီသွားလေတယ်ဂျပန်မှာဆိုရင်ရေဒီယိုတိုက်ဆိုလို့ခေါ်တဲ့ရေဒီယိုကလာတဲ့တေးကြီးနဲ့လေးနဲ့အတူမနက်ပိုင်းမှာသွေးပူလေးကျင်ခန့်အကြောလျော်ရမျိုးကိုလူတိုင်းနီးပါးလုပ်ကြပါတယ်ယောဂါတို့တိုက်ချီတို့စတဲ့တိမ်မွေးတဲ့လှုပ်ရှားမှုတွေကခန္ဓာကိုယ်ကိုပျောက်ပွင်းစေပြီးသွေးလေပန်းမှုကိုကောင်းမွန်စေပါတယ်ကွန်ပျူတာရှေ့မှာရုံးစားပွဲမှာတနေ့ကောင်ထိုင်တာမျိုးကိုရှောင်ပါထိုင်တာကဆေးလိတောက်တာထပ်ပါပိုဆိုးတယ်ဆိုပြီးပညာရှင်တွေကဆိုပါတယ်နာယီဝက်တစ်ခါလောက်ထားပြီးလမ်းရှောင်တာအကြောလျော့တာမျိုးလုပ်ပေးပါဘင်းထန်နဲ့လေ့ကျင့်ခန်းတွေမှာမဟုတ်ပါဘူးပုံမှန်လေးနဲ့နေ့စဉ်အမြဲတမ်းလှုပ်ရှားပေးဖို့ consistency ကအရန်အရေးကြီးပါတယ်အခန်းကဂရင်ကျေမှုမပြည့်စုံမှုကိုလက်ခံနိုင်မှုနဲ့အတိုင်းအဝိုင်းလို့ခေါ်တဲ့ resilience wabi sabi နဲ့ moai ဘဝမှာအခက်အခဲတွေဆုံးရှုံးမှုတွေဆိုတာကြုံလာရမှာပါပဲဒီလိုကြုံလာကောင်ပြိုလဲမသွားပဲပြန်လဲနားလန်ထူနိုင်စွမ်းရုံးထွက်နိုင်စွမ်းကို resilience လို့ခေါ်ပါတယ်။ Ikigai ရှိတဲ့သူတွေဟာအခက်အခဲတွေကိုဘဝရဲ့သင်ခန်းစာတွေဖြစ်မြင်ကြပါတယ်။ဂျပန်လူမျိုးတွေရဲ့နောက်ထပ်ထူးခြားတဲ့ဒီယူဆတစ်ခုကတော့ wabi sabi ပါပဲ။လောကကြီးမှာဘာမှပြည့်စုံနေတာမရှိဘူး။ယိုယွင်းပျက်စီးတတ်တယ်။အဲ့ဒီလိုမပြည့်စုံခြင်းလေးတွေတဲကမှအလှတရားကိုရှာဖွေခံစားတတ်တဲ့စိတ်ဓာတ်ပါပဲ။နောက်တစ်ခုကတော့ Ichigo Ichie ပါ။အဓိပ္ပာယ်ကဒီအခိုက်အမှုလေးဟာတကြင်ပဲဖြစ်ပေါ်လေနောက်ထပ်ဘယ်တော့မှပြန်မလာတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်လူတွေနဲ့တွေ့ဆုံတဲ့အခါအလူလုတ်တဲ့အခါအဲ့ဒီအချိန်လေးကိုအကောင်းဆုံးတန်ဖိုးထားတတ်ကြပါတယ်။ Okinawa မှာ Moai လို့ခေါ်တဲ့အဖွဲ့အစည်းလေးတွေရှိပါတယ်။တငယ်ချင်းအဖွဲ့လေးတွေဖွဲ့ပြီးတယောက်ကိုတယောက်ကူညီကြစကားပြောကြအားပေးကြတဲ့လူမှုအတိုင်းဝိုင်းလေးပါ။ဒီလိုနှွေးထွေးတဲ့အတိုင်းဝိုင်းရှိခြင်းဟာလည်းအထီးကျန်နိုင်မှုကိုပျောက်ကင်းစေပြီးအသက်ရှည်စေတဲ့စေးတစ်ခွက်ပါပဲ။အရာရာကိုပြည့်စုံအောင်လိုက်မရှာပါနဲ့အစင်မပြေမှုတွေကိုလက်ခံနိုင်တဲ့စိတ်ကိုမွေးမြူပါကောင်းမွန်တဲ့မိတ်ဆွေတငယ်ချင်းအဖွဲ့အစည်းလေးတစ်ခုကိုတီဆောက်ပြီးတယောက်ကိုတယောက်ဖေးမာကူညီပါIkigai ရဲ့ရွှေစည်းမြင့်30ပါစာအုပ်ရဲ့နေငုံချုံအနေနဲ့ Okinawa ကတက်ကြီးတွေအော်ရဲ့နေထိုင်မှုပုံစံတွေကိုလေ့လာပြီးထုံနှုတ်ထားတဲ့ Ikigai ရဲ့ရွှေစည်းမြင့်30ကိုမှတ်သားသွားပါ1အမြဲတမ်းတက်တဲ့ကြွကြွနေပါအပြီးတိုင်အငိမ့်စားမယူပါနဲ့ Stay active don't retire 2အရာရာကိုအလောတကြီးမလုပ်ပါနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးသွားပါ Take it slow 3 Vibe အပြည့်မစားပါနဲ့80ရာခိုင်နှုန်းပဲအပြည့်အောင်စားပါDon't fill your stomach 4ကောင်းမွန်တဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ဝိုင်းရမ်းထားပါ Surround yourself with good friends 5တင်းရဲ့မွေးနေ့ရောက်တိုင်းတင်းရဲ့နေ့သစ်တစ်ခုရောက်တိုင်းပုံမှန်ကိုလက်လှူရှားမှုလုပ်ပြီးကျန်းမာအောင်နေပါ Get in shape for your next birthday 6ပြုံးပါကိုယ်ပတ်ဝန်းကျင်အလူတွေကိုအပြုံးနဲ့နှုတ်ဆက်ပါ Smile 9တဘာဝတရားကြီးနဲ့ပြန်လည်ချိတ်ဆက်ပါပန်းချံတွေတစ်ပင်တွေစီတွားပါ Reconnect with nature 8ကျေးဇူးတတ်ပါစေသင်ကိုအသက်ရှင်တန်ခွင့်ပေးတဲ့အရာအားလုံးကိုကျေးဇူးတတ်ပါ Give thanks ကိုပစ္စုပန်ပါပဲနေပါအတိတ်ကိုလွမ်းဆွေးနေတာအနာဂတ်ကိုပူပန်နေတာတွေရပ်ပြီးအခုအချိန်လေးကိုပဲအကောင်းဆုံးဖြတ်သန်းပါ Live in the moment 10တ
င့်ရဲ့ ikigai ဘဝရဲ့ရည်ရွယ်ချက်ကိုလိုက်ရှာပါ follow your ikigai မိတ်ဆွေသင်ရဲ့နှလုံးသားထဲမှာစုပ်ကိုက်ထားတဲ့သင်ကိုနေတိုင်းရှေ့ဆက်ဖို့ခွန်အားပေးနေတဲ့ ikigai ကိုတေချာပေါက်ရှာဖွေတွေ့ရှိပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီစာအုပ်အနှစ်ချုပ်လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်